ဒီနေ့တော့ကြက်ဥအာလူချင်းချက်ပါမယ်ဒါကတော့ပြုတ်ထားတဲ့ခရမ်းကျင်သီးပါမကြီးသီးမဲ့လဲထည့်ပါမယ်စီလေးပူလာလို့ရှင်စနွဲမုတ်လေးထည့်လိုက်မယ်ရှင်ပြီးရင်တော့ကြက်ဥနဲ့ကြက်တော်ဥအလုံးလိုက်ကိုအကြောတင်းဝအောင်လို့အရင်ထည့်ကြော်လိုက်ပါမယ်ကြက်ဥလေးအကြောတင်းလာပြီကြက်တော်နီလေးတွေအကြောတင်းလာပြီဆိုရင်တော့ဆဲထားလိုက်မယ်ရှင်ပြီးရင်တော့ကြက်တော်နီလှီးထားတာတွေကိုစီတက်မယ်အာလူပြုတ်ထားတာလေးထည့်အာလူပြုတ်ပြီးရင်ကျွန်မအချိုငံရတာလေးနည်းနည်းထားတယ်ရှင်အာလူတွေကိုအချိုငံလေးအရင်ဝင်နှိမ့်အောင်လို့အာလူလေးကိုကြက်တော်လေးနဲ့ငရုတ်သီးရောင်တင်ပုံလေးတွေနဲ့နည်းနည်းလောက်ပေါ့ပြီးရင်တော့ခရမ်းကျင်သီးပြုတ်ထားတာလေးကိုထည့်ကြက်ဥနဲ့ကြက်တော်နီကြော်ထားတာလေးကိုထည့်ရေနူးလေးနည်းနည်းထည့်ပြီးတော့တဲလိုက်မယ်ရှင်နောက်ဆုံးမှာတော့မကြီးမဲ့ဖြော်ထားတာလေးကိုထည့်လိုက်မယ်ကျမရဲ့ထုံးစံအတိုင်းမကြီးမဲ့အဖက်တွေပါထည့်မယ်ရှင်ငရုတ်သီးစိမ့်နန်းနန်းမင်းလေးတွေအုပ်ပွေးနေအောင်လို့ကျမတော့မဟုတ်တော့ပါဘူးအမြဲတမ်းအချိုငံထည့်တဲ့ကတ်ကိုရိုက်ဖို့မေ့နေတယ်မှန်ညံကောင်းစီတော့ဝယ်တောက်တင်နေပြီထင်တယ်ရှင်